မြင်တွေ့ရတဲ့အနေအထားကတော့ကြည်နူးစရာမြင်ကွင်းလေးပဲဖြစ်ပါတယ်ဘလို့မြင်ကွင်းဖြစ်မလဲဆိုတာတော့မိတ်ဆွေတို့ဗီဒီယိုဆုံးအောင်ဒီချာကြည့်မှသိမှာပဲဖြစ်ပါတယ်ဒါကတော့ဗုဒ္ဓဘာသာယဟန်တန်ဃာတွေကိုအစ္စလာမ်ဘာသာဝင်တယောက်ကပြီးပြီးတော့လူနေတဲ့ပုံရိပ်ပဲပုံရိပ်မြင်ကွင်းပဲဖြစ်ပါတယ်ဆရာတော်တွေကိုလှမ်းတားပြီးတော့ဆုံးကတ်တာဖြစ်ပါတယ်ဒါကမြင်ရတဲ့မြင်ကွင်းကတော့အတော်ကြည်နူးစရာကောင်းတဲ့မြင်ကွင်းပဲဖြစ်ပါတယ်သူဘာသာကိုလည်းကိုမစောကောင်းကိုဘာသာကိုလည်းမစောကောင်းသူဘာသာကိုလည်းယူသည်လေးစားတယ်ဥဘာသာကိုလည်းယူသည်လေးစားတယ်ဒါကအပြန်လန်းဒီလိုချင်းချောင်းသွားရင်ဖြင့်အလွန်အင်မတန်ကောင်းတဲ့အစဉ်လာတစ်ခုပဲဖြစ်မှာဖြစ်ပါတယ်